နေ့တော်လည်းရေးကိုကြောင်လိုမြင်ရလဲဆိုတော့ကြောင်မြင်လေးကိုကျွန်တော်လာရောက်ဒီနေ့လာရောက်တက်ပြောခြင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တော်လည်းရေးကခုချိန်ဒီကိုတော်လည်းရေးကဆယ်လီတော်လည်းရေးဖြစ်နေတော့မှာကျွန်တော်တို့ကဒီလိုမျိုးတော်လည်းရေးကိုပုဂ္ဂိုလ်ဆွဲဒီအမည်ဆွဲဒီလူမျိုးဆွဲဒီဆယ်လီဆွဲဒီနဲ့လုံးလို့မရဘူးဆိုတာကိုတွေးနိုင်ဘူးလို့ကျွန်တော်တို့ကဒီလိုမျိုးဆယ်လီဆွဲဒီပုဂ္ဂိုလ်ဆွဲဒီနဲ့လုံးနေမယ်ဆိုရင်တော်လည်းကြီးကဒီနေ့ဒီပို့ပြီးတော့ခရီးကြအောင်ခရီးကြလာလေတိုင်းပြည်ကအများကြီးနစ်နာပြည်သူကလည်းအများကြီးနစ်နာခုမြင်နေရတာဒီနိုင်ငံမှာရှိတဲ့ပြည်သူအများစုကလည်းစတဲ့ဥကတတိမမှန်လာခဲ့ဘူးလေဒါတွေကလည်းကျွန်တော်တို့ရဲ့နေစဉ်ကဖြတ်တန်းခဲ့တဲ့ဝေးရပါကြည့်နေကြပါဗျာဒါတွေကိုလည်းဒီစစ်ကောင်စီစကားစခိစစကနေပြီးတော့ကျွန်တော်တို့ရဲ့ပင်ကိုစရိုက်တွေပင်ကိုအကျင့်တွေပင်ကိုမကောင်းတဲ့စိတ်တွေကိုကျောင်းစာမှာတည်းရိုက်တွင်ခဲ့တာလေဒါတွေကြောင့်လည်းကျွန်တော်တို့တွေကနှိမ့်ကြတဲ့နိုင်ငံဖြစ်သွားတာပေါ့အခုဆိုရင်ပြည်သူတွေကတော်လှန်ရေးကိုပါဝင်လာကြတယ်ဒီနေ့ပါဝင်လာတာတော့မှပြည်သူကအများကြီးမဟုတ်ပါဘူးတချို့တော့လာပါဝင်လာတယ်ဒီဘက်တချို့တော့မှပါဝင်လာတဲ့လူတွေကလည်းတော်လည်းရကြလာတော့အကုန်လုံးကတောင်းမနေဖြစ်ကုန်တယ်ကတောင်းမနေဖြစ်ကုန်တဲ့အချိန်မှာဒါကိုဝိုင်းဝင်ပြီးတော့ပြုပြင်ထိန်းသိမ်းရမယ်လူတွေကမရှိဘူးဒီတော်လည်းရေးကိုဥဆောင်ထွက်လာတဲ့လူတွေကလည်းပြုပြင်ထိန်းသိမ်းရမယ်မရှိဘူးပြုပြင်ရမယ်မရှိကြဘူးခုဆိုပြည်သူတွေကလည်းတော်လည်းရေးကိုဒီတော်လည်းရေးကငါတို့နိုင်မှဖြစ်မယ်ဒီတော်လည်းရေးငါတို့မနိုင်ခဲ့လို့ရှိရင်ငါတို့နိုင်ငံမြောက်ကူဒီယာထက်ကိုအစပေါင်းများစွာဆိုးမယ်ဆိုတာကိုတချို့တွေကတွေးနိုင်ကြတယ်တချို့တွေကမတွေးနိုင်ကြဘူးတွေးနိုင်တဲ့လူတွေကလည်းတော်လည်းရေးကိုတိုင်းပြည်နဲ့ဒီတော်လည်းရေးဖို့ရိုးတသားတစ္ဆာရှိဒီဇိုင်းမဥဆောင်ကြမယ်လို့ဥဆောင်စီခြင်းတယ်နောက်တစ်ချက်ကပြည်သူကလည်းတော်လည်းရေးကိုထဲဝင်နှစ်ခါပါဝင်လာတာမဟုတ်ဘူး။ဘာကြောင့်မပါဝင်လာလဲဆိုတော့တော်လည်းရေး၄နှစ်ကျော်၅နှစ်မှာမြင်နေတွေ့နေရတယ်။ဘာလို့လဲဆိုတော့တော်လည်းရေးကိုစိတ်ဝင်စားတာပဲရှိတယ်။ရင်ထဲနှစ်ခါပါဝင်လာတာမမြင်ရဘူး။တော်လည်းရေးကိုစကားစားကိုတော့ပြုတ်စီခြင်းစကားစားကိုပြုတ်စီခြင်းစကားစားကိုပြုတ်အောင်ဥဆောင်နေတဲ့လူတွေဝမ်းဝင်ဖိမကူညီထောက်ပံ့မယ်မရှိကြဘူးတော်လည်းရေးစိတ်ဝင်စားတာကလိုင်းပေါ်ကတည်င်းအချက်လက်ကိုပဲစိတ်ဝင်စားတယ်လိုင်းပေါ်က celebrity ပြောတာကိုပဲစိတ်ဝင်စားနေကြတယ်
တကယ်တော်လှန်ရေးကိုစိတ်ဝင်စားရမယ်နှစ်ခါစိတ်ဝင်စားရင်တော်လှန်ရေးကိုရတဲ့နေရာနေတော့ပါဝင်ကူညီနေရမယ်ထောက်ပံ့နေရမယ်ပံ့ပိုးနေရမယ်ဖေးမနေရမယ်ဝိုင်းကူနေရမယ်မရှိကြဘူးအခုကမြင်နေတွေ့နေရတော်လှန်ရေးကိုရင်းနဲ့နှစ်ခါမပါဘူးတော်လှန်ရေးကိုနှုတ်နေတာနိုင်မောမှာဒါလုံနေကြတာတော်လှန်ရေးကိုစိတ်ဝင်စားတာသတင်းမီဒီယာနဲ့သတင်းချက်လက်မှာပဲစိတ်ဝင်စားတယ်တော်လှန်ရေးကိုစိတ်ဝင်စားတဲ့ဝိုင်းဝင်ကူညီပံ့ပိုးထောက်ပံ့မယ်မရှိကြဘူးတော်လှန်ရေးသတင်းပဲနားထောင်တယ်ဘေးနေရာစခန်းတိတ်သွားပါပြီဘေးမျိုးကြီးတိတ်လိုက်ပါပြီစစ်ခွေးပြတော့အောင်ကြားလိုက်ပါပြီဒါပဲစိတ်ဝင်စားနေကြတယ်အဲ့ဒီစိတ်ဝင်စားဖို့ရေးဖို့စွမ်းဆောင်နေတဲ့လူတွေကိုငါတို့ဘယ်လိုကူညီရမယ်ဘယ်လိုပံ့ပိုးရမယ်လို့မရှိကြဘူးသတင်းပဲစိတ်ဝင်စားတယ်ဝိုင်းဝန်းပံ့ပိုးရမယ်မရှိကြဘူးအများစုကဒီလိုမျိုးပဲတော်လှန်ရေးတကယ်လုံးနေတာအနည်းစုဒါအမှန်သောစကားပဲလေပြည်ပမှာရှိတဲ့လူတွေကပြည်တွင်းရဲ့လူတွေကတော့ဒုက္ခတွေကမျိုးစုံနဲ့ဝမ်းရည်တွက်နဲ့စားဖို့တောက်ဖို့လောက်ကံမရှိတာနဲ့အခက်ခဲပေါင်းစုံနဲ့ရုံးပလှုပ်ရှားနေရလို့ထားလိုက်ပါတော့ပြည်ပမှာရှိတဲ့ပြည်သူတွေကတော့ညီညွတ်ကြည့်ပါတကယ်ရင်ထဲမှာနေပြီးတော့တော်လှန်ရေးကိုနှစ်ခါကိုယ်နိုင်ငံရဲ့အကျိုးအတွက်နိုင်တဲ့နေရာအနေနဲ့အောင်ဝင်ကူညီကြည့်ပါတော်လှန်ရေးမြေပြင်မှာဒီလောက်ထိခက်ခဲမရှိဘူးဆိုပြည်ပလူတွေအများစုညီနေတွေ့နေရတာတော်လှန်ရေးကိုသတင်းမီဒီယာနဲ့ဆိုရှယ်မီဒီယာကပဲစိတ်ဝင်စားနေကြတာတကယ်တော်လှန်ရေးကိုပါဝင်ကူညီတဲ့လူကအနေချင်းပဲရှိမိမိတို့လောက်အားကားနေရနေတော့ဗျာတလောက်မြန်မာငွေ3000လောက်ပဲလူတိုင်းကိုစီပါဝင်ကူညီကြည့်ပလားလောက်ဒီခက်ခဲနေမယ်တိတ်မရှိဘူးဆိုတော်လှန်ရေးကိုကတလောက်ကိုမြန်မာငွေ3000 4000တောင်မှမပါဝင်နိုင်ကြဘူးဒီမြန်မာငွေ3000 4000ကဒီပြည်ပမှာရှိတဲ့လူတွေကသူတို့ဘလို့နီးနေဖြစ်ဆိုင်တောင်းရင်တွိုင်းလာရင်လည်းကုန်ကြတာပဲဒီ3-4-5တောင်းอ่ะခုတို့ဒီပြည်ပမှာရှိတဲ့လူတွေက3-4-5တောင်းတော့မှနိုင်ငံအတွက်ကိုလားစီပုံမှန်လေးအကျိုးမပြုနိုင်ကြဘူးဝိုင်းဝန်းမပတ်မိုးနိုင်ကြဘူးနေရာပေါင်းစုံနဲ့ဒေသပေါင်းစုံနဲ့ဘက်ပေါင်းစုံနဲ့နိုင်ငံပေါင်းစုံမှာမြင်နေရတယ်မြို့သမီးတော်၎င်းမြို့သားတော်၎င်းမြို့သားတွေကလည်းဒီဘက်က3ဖြုံတဲ့နေရာမှာဆိုရင်တထိုင်နဲ့ကိုမြန်မာငွေ3-4တောင်းလည်းမကဘူးကုန်တယ်မြို့သမီးတွေကလည်းမြင်နေရတယ်3-4တောင်းမကဘူးကုန်တယ်ဒီ3-4တောင်းလေးကိုတို့နိုင်ငံအတွက်ပါဆိုပြီးတော့တော်လှန်ရေးအတွက်ပါဆိုပြီးတော့ဝိုင်းဝန်းဖေးမကူညီမယ်ဆိုရင်တိတ်ဝမ်းသာဖို့ကောင်းတာတိတ်ကုန်ယူလေးစားဖို့ကောင်းတာအခုကအဲ့လိုမဟုတ်ဘူးပြည်ပကလူတွေကလည်းတော်လှန်ရေးကိုလိုင်းမော်ရတာတော်လှန်ရေးလုပ်နေကြတာတကယ်လက်တွေ့ကြပါဝင်ကူညီပတ်မိုးရင်မမြင်ရဘူးတော်လည်းရေးစတော့တခဲနဲ့ကြီးတော့ပါကြတာပဲ3ချောင်းနေထောင်ပြီးတော့ပါဝင်လာကြတယ်တော်လည်းရေးချလာတဲ့ခါကျတော့ပြည်သူကလည်းညီးညူတာအားပြက်လာတာတော့လက်ခံပါတယ်ဒီလိုအားမပြက်အောင်တော်လည်းရေးကိုဥဆောင်ပေးနေတဲ့လူကြီးပိုင်းဆိုင်ရာမြေပြင်အဖွဲ့အစည်းနေရာဒေသအစည်းကလူတွေကလည်းမျိုးစုံဖြစ်နေကြတယ်ဆိုတော့ဒီဘက်ပြည်ပမှာရှိတဲ့လူတွေပ
ပြည်သူတွေကလည်းစိတ်ဓာတ်တွေပြက်ပြားလာတယ်ကျွန်တော်တို့ကဒီလိုအားလုံးကြီးပြက်ပြားနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တော်လှန်ရေးကဘယ်လိုရှေ့ဆက်လျှောက်ကြမှာတော့အစတည်းကဒီနိုင်ငံမှာရှိတဲ့ပြည်သူတွေကနိုင်ငံသားများစုကစိတ်ဓာတ်ပိုင်းဆိုင်ရာတွေကပျက်စီးရတာလွယ်ကူပါတယ်ဆိုမှဒါကိုဥဆောင်မင်းနေတဲ့လူပုဂ္ဂိုလ်တွေကလည်းနိုင်ငံနဲ့တော်လှန်ရေးဘောကိုပြည်သူတွေမြင်နေရတယ်လို့မဖြစ်ဖို့ရည်ကြီးတာပေါ့ပြည်သူတွေကလည်းဒီဘက်ဆိုရှယ်မီဒီယာခေတ်မှာအကုန်လုံးမြင်နေတွေ့နေရတာပဲလေဘာဖြစ်လို့တော်လှန်ရေး၄နှစ်ကျော်၅နှစ်ကသူတို့ရဲ့လိုချင်တဲ့သူတို့ဖြစ်ချင်တဲ့သူတို့မျှော်မှန်းတဲ့တိုက်ကတစ်ခုကမဖြစ်လာတဲ့အခါကျတော့ဒီဘက်ကပြည်သူတွေကလည်းအားပြတ်တာပေါ့ဒါကကဏ္ဍဒီဘက်ကမြေပြင်အဖွဲ့တွေကလည်းအမျိုးမျိုးမြင်နေတွေ့နေကြားနေရတဲ့အခါကျတော့ပြည်သူကလည်းအားပြတ်တာပေါ့မြေပြင်မှာလည်းတစ်ဖွဲ့နဲ့မစီလုံးတာတကြောင်ဒီဘက်ကပတ်သုံးလုံးတွေကိစ္စတွေကတကြောင်ဒီဘက်က local တွေကလည်း local ကိစ္စတကြောင်UNG လောက်ခံလည်း UNG လောက်ခံတကြောင်ဒီလိုကိစ္စတွေကြောင့်ပြည်သူတွေကအားပြက်လာတဲ့ခါကျတော့တော်လှန်ရေးကယိုရင်းလာနိုင်မောရဒီဘက်ကနေပြီးတော့စစ်ခွေပေါ်မှာဒီဘက်က UNG lobby တွေကလည်း lobby လျောက်ဒီလိုမျိုးတာလှော်နေကြတာပဲရှိတယ်တကယ်တမကြချပြထောက်ပြဝေဖန်ရတာတိတ်မမြင်ရဘူးမမြင်ရဘူးခင်ဗျားတို့ကစကားဘယ်နှကောင်တည်တယ်စစ်ခွေးဘယ်နှကောင်ကြားတယ်မရောက်နိုင်ပါဖြစ်တယ်ပြောနေတာတော်လှန်ရေးယနေ့တော်လှန်ရေးမှာယနေ့2001မှာပြည်သူတွေကမညံ့တော့ပါဘူးဒါတွေကိုလည်းခင်ဗျားတို့ကိုယ်တိုင် lobby လုပ်နေတယ်ခင်ဗျားတို့ကိုယ်တိုင်လည်းခင်ဗျားတို့သိမှာပါခင်ဗျားတို့တော်လှန်ရေးစတော့ခင်ဗျားတို့တော်လှန်ရေးမှာခင်ဗျားတို့တနေရာနေခင်ဗျားတို့ဥဆောင်နေတယ်ဆိုရင်ခင်ဗျားတို့ကိုသိမှာပေါ့ငါတို့တော်လှန်ရေးစတော့တလားကိုငါတို့ဥဆောင်ပြီးတော့မြေပြင်ကိုဘယ်လောက်ထိပတ်ဖို့ပေးနိုင်တယ်ဦးတော်လည်း၄နှစ်ကျော်၅နှစ်မှာငါတို့ဥဆောင်ပြီးတော့မြေပြင်ကိုဘယ်လောက်ပတ်ဖို့နိုင်ဒါတွေကခင်ဗျားတို့ခက်မှန်းကြည့်ရင်သိမှာပေါ့ဘာဖြစ်လို့ပတ်မိုးငွေတွေကြာသွားတာလဲဆိုလို့ရှိရင်ခင်ဗျားတို့တွေးနိုင်ရမယ်လေဘာကြောင့်ကြာသွားတာလဲဘ누구လွယ်မမှုတွေကြောင့်ကြာသွားတာလဲစကားစားလွယ်မမှုကြောင့်လားဦးကြီးလွယ်မမှုကြောင့်လားပြည်သူရဲ့လွယ်မမှုကြောင့်ကြာတာဒါတွေကိုလည်းခင်ဗျားတို့တွေးနိုင်မှုလို့လေခင်ဗျားတို့ကဒီလိုအမှန်တရားတွေကိုခင်ဗျားတို့မချပြပဲနဲ့ခင်ဗျားတို့ကလော်တက်ပဲလုပ်နေကြလို့မဖြစ်ဘူးလေတော်လည်းခင်ဗျားတို့ကနေပြီးတော့ဆိုရှယ်မီဒီယာမှာလူပိန်းကြိုက်ပဲပြောပြီးတော့ရောဘိုးဟိမတာပေါ်ဝါကြီးအဘူတူဘာဖြစ်သွားပြီစကားစားဘာဖြစ်သွားပြီပြောရုံနဲ့ကျွန်တော်တို့ကလုံးလို့မရဘူးငါတို့ကတော်လိုင်းရေးကိုယနေ့2001မှာဆိုရှယ်မီဒီယာကပေါင်းစုံကလူတိုင်းသုံးနေကြတာငါတို့တမချပြဖို့လုပ်တယ်တမကြတင်ပြဖို့လုပ်တယ်ခင်ဗျားတို့တမကြ lobby လုပ်ဖို့လုပ်တယ်ငါတို့ကအခုတော့ပြီးဟုတ်မယ်ဒေါ်လာရေးကိုဆိုရှယ်မီဒီယာပေါင်းစုံကနေပြီးတော့လူပိန်းကြိုက်ပြောပြီးတော့ဒေါ်လာရေးကိုခုတော်လုပ်ပြီးတော့ခင်ဗျားတို့ကဆိုရှယ်မီဒီယာပေါင်းစုံကနေတော့ငွေရှာစားနေကြတာပဲဒါလိုပဲကျုပ်ကတော့မြင်တယ်ခင်ဗျားတို့ကြိုက်သည်ဖြစ်တယ်မကြိုက်သည်ဖြစ်တယ်ဒါတွေကိုကျုပ်တော့မသိဘူးကျုပ်ကဒေါ်လာရေးနဲ့ကြာလာပြီးမှတော့ငါတို့ပြောရတော့မှာပဲပြည်သူတွေအများစုကလည်းဒေါ်လာရေးကိုပဲစိတ်ဝင်စားတယ်ဆိုတာရင်ဘတ်တရားမဟုတ်ဘူးသတင်းမီဒီယာဘောကနေတော့စိတ်ဝင်စားတာ
ဆိုရှယ်မီဒီယာပေါ်မှာပဲစိတ်ဝင်စားတာတကယ်တော်လည်းရို့စိတ်ဝင်စားတဲ့နှစ်ခါစိတ်ဝင်စားတဲ့တိုင်းပြည်ကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်ငါတို့ကနိုင်တဲ့ဘေးကနေတော့နိုင်တဲ့နေရာနေဝိုင်းဝန်းကူညီပံ့ပိုးထောက်ပံ့ရမှာလေခုတော့ပြောင်းမယ်ကျုံမြင်နေရတွေ့နေရလေးလာရသလားတော့အကုန်လုံးကဘာဖြစ်နေလဲဆိုတော့တော်လည်းရို့ကိုစိတ်ပဲရှိတယ်စိတ်ဆိုတာကပါဇက်ကစိတ်ပဲရှိတယ်တည်မီဒီယာပေါ်မှာအာရုံထားတဲ့စိတ်ပဲရှိတယ်တကယ်နှစ်ခါငါတို့ပါဝင်ရမယ်တစ်ထောက်တနေရာပါဝင်ရမယ်လို့ခင်ဗျားတို့မမြင်ဘူးယနေ့ချိန်ဒီကျုံမမြင်ဘူးခုလွယ်မခဲ့တာတွေကိုလည်းထားလိုက်ခီးမရောက်ခဲ့တာတွေကိုထားပြီးတော့ငါတို့ဘလို့ရှေ့ဆက်လျှောက်ရမယ်ဘလို့ညီညွတ်ပြီးတော့သွားရမယ်ပြည်သူကိုဘလို့စီးရောက်ရမယ်ဆိုတာကိုဥဆောင်ဖို့လိုတယ်အဲ့ဒါဒီဘက်ကနေပြီးတော့ social media မှာ celebrity မိရပုဂ္ဂိုလ်တွေကမိမိနိုင်ငံရဲ့တော်လှန်ရေးနဲ့မိမိနိုင်ငံရဲ့လူမျိုးရေးနဲ့မိမိနိုင်ငံရဲ့အနာဂတ်တော့ကိုပြောနေဆိုပြောကြဆိုပြတင်ပြကြထောက်ပြကြဝေဖန်ကြသုံးသပ်ကြမှမရှိဘူးကမ္ဘာအခင်းချင်းကိုချပြောနေကြတယ်ကမ္ဘာနိုင်ငံတွေအကုန်လုံးကပြည့်စည်နေပြီကမ္ဘာကြီးကပြည့်စည်သွားပြီဆိုတာကျွန်တော်တို့ခင်ဗျားတို့လည်းသိနေကြပြီဟာလားလက်ပေလက်ယူကနေတော့စပြီးတော့ကမ္ဘာနိုင်ငံကြီးကအကုန်လုံးပြည့်စည်နေပြီကမ္ဘာနိုင်ငံကြီးကယနေ့ဘာကိုဥတည်နေလဲဆိုတော့ကမ္ဘာနိုင်ငံကြီးကပူလောင်ခြင်းဆိုတဲ့စစ်မီးနဲ့ပဲဥတည်နေကြတယ်ဒါတွေကိုလည်းမြင်နိုင်ဘူးမြင်နေရပဲတွေ့နေရသိနေရတာဒီချိန်မှာငါတို့နိုင်ငံကိုဒီလိုမျိုးမဖြစ်ကောင်ဒီစစ်မီးကငါတို့ဘောက်မရိုက်ခတ်ကောင်လက်ရှိဒီစကားစားငါတို့ဘလို့တတိချုပ်ပြီးတော့ငါတို့တွေဘလို့လောက်ရမယ်ဆိုတော့ခင်ဗျားတို့ဝိုင်းပြောဖို့လို့တယ်ဝိုင်းထောက်ပြဖို့လို့တယ်ဝိုင်းတော့ဖေးမဖို့လို့ကမ္ဘာနိုင်ငံမှာရှိတဲ့နိုင်ငံတကာကဘေးနိုင်ငံမှာအာကိုလို့မရဘူးမိမိနိုင်ငံကိုမိမိပဲအာကိုရမှာမိမိပြည်သူနဲ့မိမိဆိုရနဲ့မိမိနဲ့ဒါပဲအာကိုရမှာလीဘေးနိုင်ငံမှာအာကိုလို့မရဘူးနိုင်ငံတွေကနိုင်ငံတိုင်းပြည့်စည်နေတာသူ့နိုင်ငံစီးပွားရေးကျဆင်းမှုနဲ့သူ့နိုင်ငံစီးပွားရေးဆုတ်ယုတ်မှုနဲ့သူ့နိုင်ငံရဲ့ပြည်တွင်းရေးကိစ္စနဲ့သူတို့ဒစ်လည်နေကြတာနိုင်ငံတိုင်းပဲလीခင်ဗျားတို့အိန္ဒိယချင်းနိုင်ငံအစတွေပဲငါတို့တွေးကြည့်လိုက်ပေါ့သူ့နိုင်ငံရေးနဲ့သူ့အတူဘလုံးဒစ်လည်နေတာလीဒီနိုင်ငံမှာအာကိုလို့မရဘူးသူတို့နိုင်ငံတော့သူတို့မနေ့စီးပွားရေးကိုမတည့်ရနိုင်အောင်စွမ်းဆောင်နေကြတာဒီနိုင်ငံမှာအာကိုလို့မရဘူးဒါကိုဥဆောင်မင်းနေတဲ့ပုံကိုယ်တွေကနေပြီးတော့ငါတို့ပြည်တွင်းမှာငါတို့ပြည်သူနဲ့ငါတို့နိုင်ငံကိုငါတို့ဘလို့ဥဆောင်ရမယ်ဆိုတာကိုရေးကြည့်တယ်လीဒီစကားစားငါတို့ဘလို့ဖြုတ်ချပြီးတော့ငါတို့ဘလို့စီးလုံးပြီးတော့ငါတို့တိုင်းသားပြည်သူအားလုံးနဲ့တိုင်းသားပေါင်းစုံနဲ့တိုင်းသားညီကိုမောင်နှမတွေနဲ့ငါတို့ဘလို့စီးလုံးပြီးတော့ဘလို့ညီညွတ်အောင်သွားရမယ်လဲဆိုတော့ခင်ဗျားတို့ကဥဆောင်ဖို့လိုတယ်လေခုကခင်ဗျားတို့ကကမ္ဘာနိုင်ငံတီးတီးကိုသွားပြီးတော့ကမ္ဘာနိုင်ငံရေးတွေပဲပြောနေကြတယ်ကမ္ဘာနိုင်ငံရေးတွေပဲသုံးသပ်နေကြတယ်ပြည်တွင်းကကိုယ်နိုင်ငံရေးကိုပြည်တွင်းရေးကိုကြတော့ခင်ဗျားတို့သုံးသပ်တာတိတ်မမြင်ဘူးခင်ဗျားတို့ကမ္ဘာနိုင်ငံကြီးကခင်ဗျားတို့ကိုခင်ဗျားတို့နိုင်ငံကြီးစစ်ကြီးစကားသားကိုဖြိုချပေးပါလားစစ်ကောင်စီစနစ်ကိုဖြိုချပေးပါလားခင်ဗျားတို့ကမ္ဘာနိုင်ငံတီးတီးအိန္ဒိယချင်းနိုင်ငံတွေကစဒီနိုင်ငံမှာမမျှော်မှန်းနဲ့ခင်ဗျားတို့ကိုယ်တိုင်စူးစမ်းဖို့ပဲလိုတာခင်ဗျားတို့စူးစမ်းပြီးတော့ခင်ဗျားတို့ဒီမှာခိုင်မာတဲ့ဥတီချက်ခင်ဗျားတဲ့ယက်တီချက်ရှိကမ္ဘာနိုင်ငံတွေကခင်ဗျားတို့စီရောက်လာမှာခင်ဗျားတို့လည်းဆိုရတရက်ဆိုပြီးတော့တိမပြူလာမှာငါတို့ကဒီလိုသွားရမှာလေကိုခင်ဗျားတို့ကနိုင်ငံတကာကိုသွားပြီးတော့ခါရနေတာနိုင်ငံတကာကသူ့ဟာနဲ့သူအကျိုးမြတ်မရှိရင်ခင်ဗျားတို့စီမလာဘူးခင်ဗျားတို့ကပြည်သူနဲ့တိုင်းသားညီကိုမောင်နှမတွေနဲ့တသားကြီးကြပြီးတော့တသားကြီးစူးစမ်းဖို့လုပ်တယ်ဒီလိုမျိုးဖြစ်လာလို့ညီညွတ်သွားလို့ရှိရင်နိုင်ငံတကာကခင်ဗျားတို့စီရောက်လာမှာခုနိုင်ငံတကာကခင်ဗျားတို့စီလည်းမရောက်လာပဲနဲ့
စကားစားဒီပဲသွားနေကြတယ်ဒါတွေကဘယ်လိုလောက်ကြမှာလဲဦးတို့ဒေါ်လာရေး9နှစ်ကျော်သွားတော့4နှစ်ကျော်9နှစ်ရောက်သွားတော့ဒီသူတွေကလည်းပန်းလာတယ်မြေပြင်မှာလည်းကြာလာတဲ့မြလူငယ်တွေကစိတ်ဓာတ်တွေကချို့တယ်ဆိုလို့ရှိရင်ယိုရင်းလာတယ်ရိုင်ရဲလာတယ်ဒါတွေခင်ဗျားတို့ဘယ်လိုပြန်လဲဥတည်မယ်ပြန်လဲတက်မှတ်မယ်ဘယ်လိုပြန်လဲထိန်းချောင်းမယ်ဒါတွေခင်ဗျားတို့ဝိုင်းတွေးကြလေဝိုင်းဝန်းသုံးသပ်ကြလေဒီလိုမလုပ်ကြပဲနဲ့ဒီလိုမထောက်ပြကြပဲနဲ့ခင်ဗျားတို့ကတိုင်းဘောရစကားစားတည်တာနဲ့စကားစားကြတာနဲ့ဟာလားဇော်ဘိုးရင်ဖန်ခါရတာကိစ္စနဲ့ဒါခင်ဗျားတို့ကလူပင်းကြိုက်ဆိုရှယ်မီဒီယာဘောင်းလုံးမှာပြောနေကြတယ်ကျုပ်တို့ခင်ဗျားတို့တော်လိုင်းရေးစတယ်ရတယ်ခင်ဗျားတို့စစ်ခွေးတွေကိုတည်တဲ့အကြောင်းတွေပြောလိုက်អော်တဲ့အကြောင်းတွေပြောလိုက်ဘယ်လောက်ခီးရောက်သွားပြီလေ၄နှစ်ကျော်၅နှစ်မှာနိုင်ငံတကာကခင်ဗျားတို့ဘယ်လောက်ထိတိမှတ်ပြုလိုက်ပြီငါတို့ဒီလိုလဲဝိုင်းပြီးတော့ထောက်ပြကြဝေဖန်ကြသုံးသပ်ကြအောင်ဒီဘက်ကပြည်သူတွေကလည်းကြောက်ကအများနဲ့မြင်နေတွေ့နေရတယ်တတိမမှန်ကြဘူးတိုင်းပြည်နဲ့ဒေါ်လာရေးပေါ်ဟာလားနေရာပေါင်းစုံဒေသပေါင်းစုံမှာမျိုးသားတွေကလည်းသုံးမှုဖြုံမှုကြတော့ညရကမှာငွေရှိတယ်ဒီဘက်ကဒေါ်လာရေးကိုဝိုင်းဝန်းကူညီပတ်ဖို့မှကြတော့ငွေမရှိကြဘူးတခြားဒေသတွေကိုမကူညီနိုင်တော့မှမိမိကျေးရွာမိမိဒေသမိမိလူမျိုးမိမိဒေသဒီလိုမျိုးဝိုင်းပြီးတော့ကူညီမယ်လို့လည်းမမြင်ဘူးမရှိဘူးတိုင်းဘောရဒေါ်လာရေးကိုလုံးနေကြတာသတင်းမီဒီယာနဲ့ဆိုရှယ်မီဒီယာပေါင်းစုံကနေစိတ်ဝင်စားနေတာတကယ်ဝိုင်းဝန်းကူညီပံ့ပိုးထားပါမယ်ဆိုရင်ငါတို့ပြည်သူတွေမပါဘူးဒေါ်လာရေးကိုတကယ်နှစ်ခါလုံးနေတဲ့လူကအနည်းစုပဲဒီအနည်းစုတွေမှာဒေါ်လာရေးဘောကိုမျက်ထုတ်ပြီးတော့ကုကျိုးရှာတဲ့လူကများနေတယ်ဒီအနည်းစုတွေမှာဒေါ်လာရေးကိုကြက်ကုတ်ကြက်ကဲနဲ့စူးစမ်းနေတဲ့လူတွေကဘာဖြစ်သွားလဲဘဝပြတ်ကုန်အကျွေးတွေနှုံပြီးကုန်တယ်ဒါထောက်ပံ့နေတဲ့လူတွေရင်ဘက်ကြီးနဲ့မခံစားနိုင်လို့ဆိုပြီးတော့ရှိတာပေးရှိတာထောက်ပံ့နေဘာဖြစ်ကုန်လဲအကျွေးတွေနှုံနေကုန်တယ်ဘဝတွေပြတ်ကုန်ဒီဘက်ကဒေါ်လာရေးကိုပပလေးပုတ်ပြီးတော့ဆိုရှယ်မီဒီယာပေါင်းစုံမှာလူပိန်းကြိုက်တွေပြောပြီးတော့ဘာဖြစ်ကုန်ဘဝတွေပြောင်းကုန်တယ်ဒါယနေ့ဒေါ်လာရေးရဲ့ယနေ့ကျော်9နှစ်မှာမြင်နေတွေ့နေရတာကိုပြောတာဒါတွေကိုကြည့်ပြီးတော့လေပြည်သူတွေကထောက်ပံ့ငွေတွေကြတာတွေလည်းပါတယ်ပြည်သူတွေကဘာကြောင့်ထောက်ပံ့ငွေကြလဲဆိုတော့ဒေါ်လာရေးလုံးနေတဲ့လူတွေကတဲ့ချမ်းသာကုန်တာပဲမြင်နေတဲ့ဒါလိုခင်ဗျားတို့ဘယ်လိုပြောမလဲအများစုကပြောနေကြတာတယောက်တည်းပြောတာမဟုတ်ဒေါ်လာရေးကိုလုံးနေတဲ့အများစုကလူတွေကချမ်းသာကုန်တာပဲမြင်နေရတယ်တဲ့ဒါကြောင့်ဘာကြောင့်ချမ်းသာလဲဆိုတာကိုခင်ဗျားတို့သိမှာပေါ့ဒါပြည်သူထောက်ပံ့ငွေကြတာဒီနေရာမှာအဖြစ်ပဲလေဒါနံပါတ်1မန္တန်ကြီးရဲ့အဖြစ်ပဲနံပါတ်2မန္တန်ကြီးကအစိုးရပိုင်းဆိုင်ရာရဲ့တုံးမကြမှုတွေပြည်သူတွေကယနေ့ပြည်သူတွေကတွေ့နေမြင်နေသိနေရတာခရီးမရောက်တာတွေနိုင်ငံတကာမှာခြေမဆန့်နိုင်တာတွေအာဆီယံနိုင်ငံမှာခြေမဆန့်နိုင်နေတွေပြည်တွင်းမှာခြေမဆန့်နိုင်တာတွေအိန္ဒိယနိုင်ငံတွေမှာခြေမဆန့်နိုင်တာတွေဒါတွေကိုယနေ့2001လူငယ်တွေကတိနေမြင်နေကုန်ပြီလေဒါကြောင့်ထောက်ပံ့ငွေကြတာလည်းပါတယ်လေဒါတွေကိုများတို့ဘယ်လိုလုပ်ကြမှာတော့ကျွန်တော်တို့ကဒီလိုမျိုးကြာလာလို့ရှင်ဒေါ်လာရေးကဘယ်လိုဖြစ်မှာလဲခင်ဗျားတို့သုံးသပ်ကြပေါ့ခင်ဗျားတို့ကပညာရှင်တွေပဲ
ဒီကိစ္စတွေကိုဘယ်လိုရှင်းကြမှာခုမြင်နေတွေ့နေရတချို့ဖွဲ့စည်းတွေကနောက်ရက်တွေကြလို့ရှိရင်ကျုပ်ဖွဲ့စည်းနာမည်နဲ့ပါကျုပ်ထပ်ပြောပြမယ်ဘယ်လောက်ဒီတည်မမှန်တဲ့စကားတွေပြောလဲဆိုတော့ဟုတ်လားစကားကိုတချို့မြင်မြင်ဖွဲ့တွေကလည်းစကားကိုနဲ့လည်းကြပြပြောတယ်ဥပေက္ခစကားတွေပြောတယ်ကျွန်တော်တို့ကတော်လိုင်းကြီးကစနစ်တစ်ခုတည်ထောင်တယ်ဆိုဥပေက္ခစကားတွေတိတ်ပြောလို့မရဘူးစီစနစ်ကိုပြောရမယ်စီစနစ်ကိုလောက်နိုင်မှုလိုတယ်ဒီကိစ္စတွေကိုလည်းနောက်ရက်တွေမှာကျုပ်ထောက်ပြမယ်ဘာဖြစ်လို့ဒီလိုမျိုး YouTube မှာပြောရလဲဆိုလို့ရှိရင်ကျုပ် Facebook ကောက်ကိုပြတ်သွားလို့ကျုပ်နေ့ YouTube မှာတက်ပြောခြင်းဖြစ်တယ်နောက်နေ့နေ့ကြာလို့ရှိရင်ကျုပ်ဖွဲ့ကြီးတွေရဲ့အကြောင်းပါပြောပြမယ်ဟုတ်လားဒီဘက်က local တွေကလည်းဘာတွေဖြစ်နေလဲဘလို့စီစနစ်မရှိဘူးဆိုတာတွေကကျုပ်တင်ပြောပြမယ်ဒီဘက်ကကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းပေါင်းနေညီကိုမောင်နှမတွေကိုလည်းဒါလာရောက်တည်ပေးခြင်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဘက်က Facebook အကောက်ကလည်းပြတ်နေလို့ဒါ YouTube မှာလာရောက်တည်ပေးတာပါကျွန်တော်တို့တော်လိုင်းရေးကြာလာပြီဘယ်လိုလုပ်ကြမှာလဲပြည်သူထောက်ပံ့ငွေတွေကြာလာပြီဘယ်လိုလုပ်ကြမှာလဲတတိမမှန်ခဲ့တဲ့သူ့နိုင်ငံသားတွေရဲ့ပင်ကိုယ်စိတ်တွေကိုလည်းဘယ်လိုတော်လိုင်းရေးကိုပါလာအောင်ဘယ်လိုပြုပြင်ရမလဲဘယ်လိုထိန်းသိမ်းရမလဲလို့ပြောကြရင်းနဲ့နှိကုံချုပ်လိုက်ပါတယ်